Ma na yo so khana ji winyin chung ma ti ja tani ro ti ya umi de we ro ti ya umi khana ji ka pauk pyan mu ko ti khan lai ba vedana ti ro magga thissa ga twai mya ma aman ma vedana phit pyak kale be shu ne ba pai ne noဟုတ်လားတိတ်တော်တာဒီကိုတော့ငငယ်တုန်းကဆိုလေဘဝဒုက္ခတွေ့တဲ့ချိန်မှာသတိတရားကြားဘူးလားကြားဘူးတယ်မလားအစင်မပြေဖြစ်ခဲ့ကြရင်မုံညာကြားဘူးတယ်နော်အဲ့ဒါရိတ်တာဘုန်းကြီးဆိုတော့လှုပ်ချပြစ်တာအနေစာဝိပဿနာရှုကြရူပယုံကိုတွေ့ထိလိုက်ရင်ဖတ်တာတို့ကပြီးမှမဟုတ်တော့မြောင်မြောင်ပေးနေတော်ပြီဒီမဲ့ထိုးပြီနိုင်ရနော်ဟမ်ကုသိုလ်ဆက်၍ဒုဗေဒတ်တင်နာကျင်သေးလားဗျာနာကျင်ရင်9လပိုင်းကြော်မှရမယ်နော်တရားပြီးလို့ရှိရင်မနေ့ကမန္တလေး2ရက်ဟောပြီးရင်တက်ကုန်းပြီးရင်မော်လမြိုင်ပြီးရင်လဗ္ဗုဒ္ဓပြီးလို့ရှိရင်ရေတာရှည်ပြီးရင်ရန်ကုန်ပြီးရင်မန္တလေးပြီးရင်ဂျပန်ပြီးရင်အမေရိကန်အင်္ဂလိပ်တက်လာမေးကြည့် yes no နှလုံးမဲ့တက်တာတလုံးမှလည်းမတက်ဘူးနိုင်ငံတကာလှည့်သွားတာဟိုတနေ့ကထိုင်း2ခေါက်ဒီနေ့6ခေါက်နော်စင်ကာပူရောက်သွားလိုက်လာအိုရောက်သွားလိုက်ရွှေတကာပွင့်ချက်ကတော့လေဟိုးအောက်ကဘဒုံကရင်လေးပြောမွန်လေးပြောတယ်ပဲလက်ကုံမဲ့ရွှေတကာပွင့်နေမှန်လားဗျအဲ့ဒါပြီးရင်ခုလောကထိပ်ပံကလှမ်းဆက်တယ်ခုနဘုရားကရာပို့ပေးခြင်းလို့တဲ့ကုသိုလ်ပြည့်တဲ့ဘုရားကရာတော့မှတ်ထားမယ်အဲ့ဒါပြီးရင်ထိုင်ဝမ်သွားမယ်ထိုင်ဝမ်သွားပြီးရင်ဒူဘိုင်းသွားမယ်ဒူဘိုင်းနော်ဟိုတဲကန်တာယာကြီးကိုမြို့တယ်ပလိုက်တဲ့ဒူဘိုင်းကြားဘူးတယ်မလားအေးလေစိတ်ကူးနဲ့တဲတဲ့ဖေရကောင်းမှုတော်ထက်မငယ်စီနဲ့ငယ်ကလေးကအမေရိကန်ဂျပန်ထိုင်ဝမ်သွားခြင်းလို့လေဘာလို့ရတော့သိလားနော်ဘာလေးပါအေးလေဟေတုဘေဇယောအမေရိကန်အာရမနာဘေဇယောအမေရိကန်အခုရောက်ပြီဗျနော်ဟေတုဘေဇယောဂျပန်အာရမနာဘေဇယောဂျပန်12ရက်နေ့ဂျပန်သွားရပြီဗျအင်္ဂလိပ်တက်လားမတက်ဘူးဒါပဲ you are very beautiful the twin the three the twin နဲ့ပတ်တာပဲဒါပဲဒီတာနော်ငယ်တုန်းက gas mountain do not the flower open go အမေအတန်တွက်ကမှတကကြောင် mountain ကတောင် do not မလုံးနဲ့ဒါမျိုးပြောလို့တော်တနေ့ကုန်ပြီးမှာကိုမဟုတ်ဘူးအခုကိုဒီလောက်ဟောနေတာကိုလှုပ်ပြတဲ့လူကလှုပ်ပြသေးတယ်အာမနာဘူးသိလားသိမ့်လို့ပြောရတယ်လက်ခံနဲ့လှုပ်မပြနဲ့ဟောတယ်ဆိုတာဘုန်းသားရဲ့တရားကိုဟောမှာလေတခြင်းဆိုတာမှမဟုတ်ဘူးလေအဲ့တော့တရားဟောရင်လည်းတခြင်းတွေဆိုတယ်အပြောင်ပြက်တွေရည်စရာတွေ6ဟောတယ်အဲ့ဓာတွေဟာဓမ္မအဂါရဝပဲတက္ကရာမတွေသတိပြုဖို့နော်အေးဦးဇင်းတို့ဒါမဟာကဏ္ဍဆရာတော်ကြီးထောက်ပြထားတာဦးဇင်းသိသဘောကျတယ်ဘုရားရဲ့ဓမ္မအစစ်တွေကိုဟောကြားတဲ့ပုဂ္ဂိုလ်တွေလည်းနဲတယ်လူတွေလည်းမရွေးတတ်ဘူးတရားပွဲပြင်ဘာပြင်လဲဆိုတော့ရည်စရာပြောတဲ့ဘုန်းကြီးကိုပြင်တယ်တက္ကကြီးတက္ကမကြီးတွေတရားကောင်းလားကောင်းတယ်ဘာဖြစ်လို့လဲရည်ရလို့ဟုတ်လားရည်ရရင်တရားကောင်းတယ်ဆိုပဲတက္ကရာမတွေဘယ်လိုလုပ်ကြမလဲရည်ရရင်တရားကောင်းတယ်ဆိုတော့ကိုယ့်ရဲ့ level အစဉ်အတန်းကိုပြန်ကြည့်နော်အဲ့တို့လူမျိုးတွေကသာသနာတော်ကိုစောင့်ရှောက်နိုင်ပါမလားဘယ်နဲ့ရည်ရတာကိုတရားကောင်းပါတယ်ဆိုတော့ဥစဉ်ကပြောတဲ့အခါကျတော့လေရည်ကျင်လို့ချင်းလူကျင်တော်ငှားလိုက်ပါလားလို့ဘုန်းကြီးဘာလို့ငှားနေပင့်နေသေးတော့ဘုန်းကြီးပင့်တယ်ဆိုတာရည်ကျင်လို့လားတရားနာကျင်လို့လားရည်ကျင်ရင်ဘယ်သူ့ကိုငှားမလဲအေးလူကျင်တော်ပဲငှားလိုက်မှာပေါ့လူကျင်တော်ငှားလို့သာသနာမပြတ်ဘူးလေဘုန်းကြီးကိုခေါ်ပြီးတော့ဟာတာပြောခိုင်းမှာပဲသာသနာပြတ်မှာပေါ့ဓမ္မအဂါရဝနော်အဲကြောင့်ရည်ကျင်လူကျင်တော်ကိုငှားပါတရားနာကျင်ဘုန်းကြီးကိုပင့်မှာနော်တတိပြုရမယ်ဦးဇင်းတို့ကကြောင့်ရှေ့တုန်းကစကားပုံတစ်ခုရှိတယ်လေတရားကိုဓမ္မဂတိကကွယ်တယ်တဲ့တရားကိုဘာကွယ်လဲဓမ္မဂတိကကွယ်တယ်တချို့တော့ဓမ္မဂတိကတွေကဖယားဟောတရားတွေကိုမဟောဘဲနဲ့တောပြောတောင်ပြော၆ပြောနေတာလေတရားအနှစ်တင်လာကြီးဟောတဲ့တရားနှစ်သားတွေကနည်းနည်းလေးပဲပါတယ်တောကြောင်တောင်ကြောင်၆ပြောတာတွေကမများရဲ့လူတွေကလည်းအဲ့ဒါကိုသဘောကျနေတာအဲ့တော့သာသနာဘယ်လိုလုပ်တည်တတ်နိုင်မှာလဲဓမ္မအဂါရဝတွေဖြစ်နေတာလေ
တော့တရားပွဲတွေဘလောက်ပဲကျင်းပဓမ္မအာဂါရဝတွေဖြစ်နေတော့သာသနာတီမာလားကွယ်မာလားသာသနာကွယ်မာပေါ့ဒါတတ္တမပฏิရူပကတောက်ထဲမှာဟောထားတာနော်တောင်မြို့မဟာကဏ္ဍဆရာတော်ကြီးကလည်းအဲ့ဒီနှစ်ချက်ကိုထောက်ပြတယ်တရားဟောတဲ့ပုဂ္ဂိုလ်တွေတရားနဲ့ပတ်သက်ပြီးတော့ဘယ်တော့ခါမှအပြောင်အပြတ်မလုပ်ပါနဲ့ရည်စရာမလုပ်ပါနဲ့ကြည်တက်ဟောပါတရားပွဲမှာငွေလူမခံပါနဲ့နော်တရားပွဲမှာငွေလူခံတာလည်းဓမ္မအာဂါရဝဖြစ်ပါတယ်တဲ့ဒါဥစဉ်တို့တရားနာသူရောတရားပွဲကျင်းပတဲ့တရားဓမ္မတော့သတိပြုစရာနော်